အားလုံးပဲမင်္ဂလာပါအခုတင်ပြမယ့်အကြောင်းအရာက parts of speech ထဲက nouns ကလုံးအကြောင်းတွေပဲဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတင်ပြထားတဲ့ parts of speech ဆိုတာဘာလဲမသိသေးရင်အင်္ဂစာကျွမ်းကျင်ဖို့သိရမယ့်အချက်နှစ်ချက်ဗီဒီယိုကိုကြည့်လိုက်ပါ description ထဲမှာလည်း link ပေးထားပါတယ်ရှေ့ဗီဒီယိုမှာဂတိပေးထားတဲ့အတိုင်းအသေးစိတ်သင်ခန်းစာလာပြီနော်Okay အခုတစ်ခါ noun အကြောင်းကိုတင်ပြမယ်ဆိုတော့ nam နဲ့ပတ်သက်တဲ့သိကောင်းစရာအကြောင်းတွေက Number 1 nam ဆိုတာဘာလဲ number 2 nam အမျိုးအစားများ Number 2 nam ဆိုတာဘာလဲ nam ဆိုတာသက်ရှိသက်မဲ့ဓာတ်ရှိဓာတ်မဲ့ တို့ကိုခေါ်ဆိုသောစကားလုံးတွေကို nam တွေပဲဖြစ်တယ်သက်ရှိဆိုတာအင်္ဂလိပ်လို living things လို့ခေါ်ပါတယ်ဥပမာအဖြစ် human loo animal တလိပ်စင် dog ခွေး cat ကြောင် bird ငှက် fish ငါး grass မြက် insect ပိုးမွှားစသည်တို့ပဲဖြစ်ပါတယ်သက်မဲ့ဆိုတာကအင်္ဂလိပ်လို non-living things လို့ခေါ်ပါတယ် table square chair color time book စာအုပ် pen ball pen car house အိမ် computer phone bag 8 bicycle စပိန်စသည်တို့ပဲဖြစ်ပါတယ်ဓာတ်ရှိဆိုတာကအင်္ဂလိပ်လို matter material things လို့ခေါ်ပါတယ်ဥပမာအဖြစ် air လေ stone ကျောက် milk no water ရေ wood တသား iron တန် sand there စသည်တို့ပဲဖြစ်ပါတယ် ဓာမဲဆိုတာအင်္ဂလိပ်လို non matter abstract things လို့ခေါ်ပါတယ်ဥပမာအဖြစ် love ချစ်ချင်းမိတာ happiness ပျော်ရွှင်မှု sadness ဝမ်းနည်းမှု knowledge အသိပညာ idea အကြံဉာဏ် energy စွမ်းအင် sound အသံစသည်တို့ပဲဖြစ်ပါတယ်နံပါတ်2နာမ်အမျိုးအစားများနံပါတ်1မှာလေးလာထားတဲ့နာမ်ဆိုတာဘာလဲဆိုတာကိုနည်းနည်းသိထားပြီးပြီဆိုတော့နာမ်အမျိုးအစားတွေကိုနားလည်ရတာလွယ်မယ်လို့ထင်တယ်။ဘာဖြစ်လဲဆိုတော့ရှေ့ကလေးလာထားတဲ့စကားလုံးတွေပဲအသေးစိတ်အမျိုးအစားတွေကိုခွဲလိုက်တာပဲဖြစ်တယ်။အသေးစိတ်နာမ်အမျိုးအစားတွေက9မျိုးရှိပါတယ်။ proper noun တဟူဆိုင်နာမ် common noun အများဆိုင်နာမ် collective noun အစုအဖွဲ့နာမ် abstract noun စိတ်တစနာမ် concrete noun ရုပ်ဝတ္ထုနာမ်countable noun ရေတွက်နိုင်သော noun uncountable noun ရေတွက်မရသော noun compound noun ပေါင်းစပ် noun possessive noun ပိုင်ဆိုင်မှုပြ noun တို့ပဲဖြစ်ပါတယ် proper noun လို့ခေါ်တဲ့တူးဆိုင်နမ်ကအထူးပေးထားတဲ့အသေးစိတ်နာမည်တွေပဲဖြစ်ပါတယ်ဥပမာအဖြစ်အောင်အောင်ရန်ကုန်မြန်မာ Monday စသည်တို့ပဲဖြစ်ပါတယ်တို့တွေသတိထားရမှာက proper noun တိုင်းရဲ့ပထမအခရာကိုအခရာအကြီး capital letter နဲ့သုံးရပါတယ် common noun လို့ခေါ်တဲ့အများဆိုင်နာမ်ကအသေးစိတ်အတိအကျမဟုတ်ပဲရေပုံရအပြင်ခွန်ဆိုထားသောအမိစကလုံးတွေပဲဖြစ်တယ်ဥပမာအဖြစ် boy ကောင်လေး teacher ဆရာ city မြို့ school ကျောင်းစသောစကားလုံးတွေကိုကြည့်မယ်ဆိုရင်အများနဲ့ဆိုင်သောစကားလုံးတွေပဲဖြစ်ပါတယ် collective noun လို့ခေါ်တဲ့အစုအဖွဲ့နာမည်တွေကအစုအဖွဲ့ကိုကိုးစားပြုသောစကားလုံးတွေပဲဖြစ်ပါတယ် team အသင်းအဖွဲ့ class အတန်း family မိသားစု herd တရိတ်ဆန်အုပ်စုစသည်တို့ဖြစ်ပါတယ် team အသင်းအဖွဲ့လို့ပြောရင်လူအများနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ collective noun လို့ခေါ်ရတာပေါ့ herd ရဲ့အသုံးပြုပုံကတော့ a herd of cattle နွားအုပ် a herd of elephants ဆင်အုပ် a herd of deer သမင်အုပ်စသည်ဖြင့်ပေါ့ abstract noun ကစိတ်တစနံဆိုတော့စိတ်ပိုင်းနဲ့ဆိုင်ပြီးထိတွေ့ကင်တွယ်လို့မရတဲ့နံတွေပဲဖြစ်ပါတယ်ဥပမာအဖြစ်စကားလုံးတွေက love ချစ်ချင်းမိတာ happiness ပျော်ရွှင်မှု honesty ရိုးသားမှု wisdom ပညာရှိမှုစသောစကားလုံးတွေပဲဖြစ်ပါတယ် concrete noun လို့ခေါ်တဲ့ရုပ်ဝတ္ထုနံတွေကထိတွေ့ကင်တွယ်လို့ရတဲ့သက်ရှိသက်မဲ့ရရုပ်ပိုင်းဆိုင်ရာစကားလုံးတွေပဲဖြစ်ပါတယ်ဥပမာအချို့ကတော့ book စာအုပ် table စပွဲ teacher ဆရာ tree သစ်ပင်စသည်တို့ဖြစ်ပါတယ်concrete noun ရုပ်ဝတ္ထုနံနဲ့ abstract noun စိတ်တစနံတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် concrete noun ကထိတွေ့ကင်တွယ်လို့ရပြီး abstract noun ကထိတွေ့ကင်တွယ်လို့မရပါ countable noun ဆိုတာကရေတွက်လို့ရသောနာမ်တွေဖြစ်ပါတယ်ဥပမာ apple ပန်းသီး person လူ house အိမ် car ကား horse မြင်းအစရှိသောစကားလုံးတွေကရေတွက်လို့ရပါတယ် apple ပန်းသီးလို့ပြောရင်ပန်းသီးတစ်လုံး an apple ကနေပန်းသီးနှလုံး two apples ပန်းသီးသုံးလုံး three apples စသဖြင့်ရေတွက်လို့ရပါတယ်uncountable noun တွေကရေတွက်လို့မရသောနာမ်တွေဆိုတော့ဥပမာအဖြစ်ဘာစကလုံးတွေလဲဆိုရင် water ရေ milk note furniture ပရိဘောက advice အကြံဉာဏ်စသောစကလုံးတွေပဲဖြစ်ပါတယ် compound noun တွေကပေါင်းဆက်နာမ်ဆိုတော့စကလုံးနှလုံးကိုပေါင်းပြီးမှစကလုံးတစ်လုံးဖြစ်လာတာကိုပေါင်းဆက်နာမ် compound noun လို့ခေါ်တာပေါ့ဥပမာအဖြစ် classroom စာသင်ခန်းဆိုရင်
class နဲ့ room ပေါင်းစပ်ထားတယ် toothpaste သွားတိုက်စေးဆိုရင် tooth နဲ့ paste ပေါင်းစပ်ထားတယ် football ဘောလုံးဆိုရင် foot နဲ့ ball ပေါင်းစပ်ထားတယ် bus stop ကားမှတ်တိုင်ဆိုရင် bus နဲ့ stop ပေါင်းစပ်ထားတဲ့အတွက် compound noun ပေါင်းစပ်နာမ်တွေပဲဖြစ်တယ်နောက်ဆုံးနာမ်အမျိုးအစားတစ်ခုအနေနဲ့ပိုင်ဆိုင်မှုပြနာမ်လို့ခေါ်တဲ့ possessive noun တွေပဲဖြစ်ပါတယ်ဥပမာအဖြစ်အောင်အောင် 's book အောင်အောင်ရဲ့စာအုပ် the teacher's bag ဆရာရဲ့လူအိတ် the dog's tail ခွေးတွေရဲ့အမီစသည်တို့ဖြစ်ပါတယ်ဒီမှာသတိထားရမှာက apostrophe s နဲ့ s apostrophe တို့ပဲဖြစ်ပါတယ်ဆိုလိုတာကရှေ့စကလုံးက s မပါရင် apostrophe s ကိုသုံးရပြီရှေ့စကလုံးက s ပါရင် apostrophe ကိုသုံးရပါတယ်အောင်အောင် 's book ကိုကြည့်လိုက်ပါအောင်က s မပါတော့ apostrophe s ကိုသုံးရပြီ now the dog's tail ဆိုရင် dogs က s ပါတော့ apostrophe ပဲသုံးတာကိုတွေ့ရပါတယ်ဒါဆိုရင်တော့နာမ်နဲ့ပတ်သက်တဲ့သိကောင်းစရာအချက်နှစ်ချက်ဖြစ်တဲ့နာမ်ဆိုတာဘာလဲနဲ့နာမ်အမျိုးအစားတွေကိုလေ့လာပြီးသွားပြီမို့နာမ်စကလုံးတွေဆိုတာခွဲချမ်းတတ်မယ်လို့ထင်တယ်တခုလောက်အကြံပေးချင်တာကတစ်ခါပဲလေ့လာမယ်ဆိုရင်အကုန်နားမလည်နိုင်တာမို့ဗီဒီယိုလေးကိုအနည်းဆုံး2ခါ3ခါလောက်ကြည့်ပြီးထပ်ခါလေ့လာပေးပါဒါနဲ့စကားမဆက်သတင်းတစ်ခုပေးချင်ပါတယ်နာမ်နဲ့ပတ်သက်တဲ့နောက်ထပ်သိကောင်းစရာအချက်တစ်ခုဖြစ်တဲ့ plural noun spelling ဗီဒီယိုကိုတင်ပေးမှာမို့စောင့်မျှော်ကြည့်စုဖို့ပြောချင်ပါတယ်နောက်ထပ်တိုင်းဗီဒီယိုတွေကိုလေ့လာသင်ယူနိုင်ရန်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးပါကြည့်စုသူပေါင်းကျေးဇူးအများကြီးတင်ပါတယ်